မင်္ဂလာပါရှင်လင်းလေးရဲ့ vlog channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရရှင်လင်းလေးဒီနေ့ share လုပ်ပေးသွားမယ့်အကြောင်းအရာလေးကတော့ရွှေဝတ်ဆင်ခြင်းကြောင့်ဘလို့အကျိုးကျေးဇူးတွေရတယ်လဲလူတွေဟာဘလို့အချက်လက်တွေကြောင့်မလို့ရွှေကိုအဓိကဝတ်ဆင်ကြတယ်လဲရွှေရလူတွေကိုဘလို့မျိုးအကျိုးပြုစေတယ်လဲဆိုတဲ့အကြောင်းအရာလေးကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါရဲ့ရှင်အကြောင်းအရာလေးကိုမစတင်ခင်မှာလင်းလေးရဲ့ channel လေးကိုလည်း like and subscribe လုပ်ပေးဖို့အတွက်တောင်းဆိုချင်ပါတယ်ရှင်ဒါဆိုရင်ဗီဒီယိုလေးကိုစလိုက်ပါတော့မယ်ရှင်ရွှေဝတ်ဆင်ခြင်းကြောင့်ဘာအကျိုးကျေးဇူးတွေရရှိတယ်လဲဆိုလို့ရှိရင်လူတွေကရွှေကိုခန္ဓာကိုယ်ပေါ်မှာဝတ်ဆင်ထားလို့ရှိရင်သွေးလည်ပတ်မှုကောင်းစေတယ်ကိုယ်ရင်းအပူချိန်ကိုလည်းညီမျှစေတယ်နှလုံးကျန်းမာရေးကိုလည်းအထောက်အကူပြုပါတယ်အိန္ဒိယရဲ့ရိုးရာစိတ်နီကျန်းအရာပွက်ဆူနေတဲ့ရှည်တွေကိုရွှေရင်းငါးပြားလေးတွေထည့်ပြီးတော့အဲ့ဒီရေကိုတောက်သုံးပေးမယ်ဆိုလို့ရှိရင်လည်းအားနေတဲ့သူတွေအားနေတဲ့ယောဂကိုခံစားနေရတဲ့တက်တာပြောက်ကင်းစေနိုင်တယ်လို့ယူဆကြပါတယ်။ရှေးခေတ်အိန္ဒိယရိုးရာအစဉ်အလာအရဖော်ဆက်တဲ့ဆေးဝါးလေးတစ်ခုပေါ့နော်။အာယုဒေတစ်ဆိုတဲ့အိုင်ယန်ဆေးဟာဆိုလို့ရှိရင်သူကအမျိုးသားရိုးရာအာတိုဆေးလေးပေါ့နော်။အဲ့ဒီဆေးဆိုလို့ရှိရင်ရွှေရဲ့ပြာမုံလေးတွေနဲ့ရောဆက်ပြီးတော့တဘာဝတခြားတစ်ဥတဖူတွေနဲ့ဖော်ဆက်ထားတဲ့တိုင်းရင်းဆေးလေးပေါ့။အမျိုးသားရိုးရာအာဆေးအဖြစ်ပေါ့နော်။နာမည်ကြီးတယ်။ဒါကြောင့်မလို့ကျန်းမာရေးအရာဆိုရင်လည်းရွှေဟာအရန်ကိုအဖိုးတန်နဲ့အလွန်ကိုအဖိုးထိုက်တဲ့သတ္တုတစ်မျိုးဖြစ်တယ်ဆိုတာကိုလေ့လာတွေ့ရှိရပါတယ်။စိတ်ပိုင်းဆိုင်ရာအရာဆိုလို့ရှိရင်လည်းရွှေဝတ်ဆင်ခြင်းဟာစိတ်ကိုငြိမ်းချမ်းစေတယ်။မိမိကိုယ်ကိုယုံကြည်မှုပိုရှိစေတယ်။စိုးရိမ်ပူပန်မှုတွေကိုလည်းလျှော့ချစေတယ်လို့ယုံကြည်ကြတယ်။မြမရိုးရာယဉ်ကျေးမှုအဆိုအရဆိုလို့ရှိရင်ရွှေဟာစီးစိမ်ကိုတိုးပွားစေနိုင်တယ်၊ကံကောင်းစေတယ်လို့ယူဆကြတယ်။ပြီးတော့ရွှေဟာချမ်းသာကြွယ်ဝမှုနဲ့အဆင့်အတန်းကိုလည်းဖော်ပြတဲ့အဆောင်တစ်ခုအနေနဲ့ဝတ်ဆင်ကြပါတယ်။ဒါကြောင့်မလို့ရှေးခေတ်နန်းသုံးဘုရင်တွေဟာထီးသုံးနန်းသုံးအနေနဲ့ရွှေတွေကိုပုံစံမျိုးစုံနဲ့သုံးစွဲခဲ့ကြတယ်။အဆောင်အယောင်တွေအနေနဲ့ရောအသုံးအဆောင်တွေမှာလည်းရွှေနဲ့ထူးပြုလုပ်ပြီးတော့သုံးဆောင်ခဲ့ကြတယ်။မိမိရဲ့ကြွယ်ဝချမ်းသာမှုတွေကြီးကျယ်မြင့်မြတ်မှုတွေကိုဖော်ပြခဲ့ကြတာပဲဖြစ်ပါတယ်။ယင်းနှမြုပ်နှံမှုတန်ဖိုးအနေနဲ့ကြတော့ရွှေကငွေဖြစ်လွယ်တဲ့အရာဖြစ်လို့ fit asset အနေနဲ့ဝယ်ယူစုဆောင်းပြီးတော့ယင်းနှမြုပ်နှံကြတယ်။ stock share တွေပြုတ်ကျသွားတဲ့အချိန်မှာရွှေရကြတော့ဘလူးနီးနဲ့မှပြုတ်ကျသွားတာမရှိဘူး။ luxury ပစ္စည်းတွေ branded ပစ္စည်းတွေပေါ့နော်။များသောအားဖြင့်အချိန်တစ်ခုကြာတဲ့အချိန်မှာတန်ဖိုးကျသွားတတ်ပေမဲ့ရွှေလိုမျိုးလက်ဝတ်ရတနာတွေဟာဆိုလို့ရှိရင်တော့ဘယ်တော့မှတန်ဖိုးကျသွားတယ်ဆိုတာမရှိတဲ့အတွက်ယင်းနှမြုပ်နှံမှုဟာလည်းခိုင်မာတဲ့ယင်းနှမြုပ်နှံမှုတစ်ခုဖြစ်တဲ့အတွက်ရွှေကိုယင်းနှမြုပ်နှံမှုတစ်ခုအနေနဲ့မြုပ်နှံကြတာကိုတွေ့ရတယ်။ဝိဒါနက္ခတ္တပေဒပညာအရာဆိုလို့ရှိရင်လေရွှေဟာဂျူပီတာဂျူနဲ့ဆက်ဆက်နေတဲ့အတွက်ဉာဏ်ပညာနဲ့စီးစိမ်ဥစ္စာတွေကိုတိုးတက်လာစေတယ်လို့ယုံကြည်ကြတယ်။ရွှေဝတ်ဆင်ခြင်းဖြင့်နတ်ဆိုးတွေရန်ကနေလေကာကွယ်ပေးတယ်။ဂျိုဆိုးတွေရဲ့တက်ရောက်မှုကနေပြီးတော့လေလျော့ပါစေတဲ့အပြင်ရွှေဝတ်ဆင်ခြင်းဖြင့်ကစားတာမြင့်စေနိုင်တယ်လို့ယုံကြည်ကြပါတယ်။ရွှေဝတ်ဆင်ထားခြင်းဟာကောင်းချီးမင်္ဂလာအဖျားဖျားကိုလည်းဆွဲဆောင်စေတယ်၊ဆွဲငင်တယ်လို့ယဉ်ကျေးမှုအမျိုးမျိုးကနေပြီးတော့ယုံကြည်ပြီးတော့ယနေ့ထိတိုင်လည်းဝတ်ဆင်ကြတဲ့အထူးအလေးအမြတ်ထားပြီးတော့ဆောင်ရောင်ကြတာကိုတွေ့ရပါတယ်ရှင်။ယဉ်ကျေးမှုဓလေ့တွေအနေနဲ့ဆိုလို့ရှိရင်လည်းအရှိမပြောခဲ့တဲ့လိုမျိုးပဲအိန္ဒိယရိုးရာယဉ်ကျေးမှုတွေမှာဆိုရင်လည်းဘာသာရေးဆိုင်ရာကျင့်ထုံးတွေအရာရွှေဟာအရေးကြီးတဲ့အစဉ်တစားအသုံးဆောင်အနေနဲ့ပါဝင်တယ်။မြမရိုးရာယဉ်ကျေးမှုမှာဆိုလို့ရှိရင်လည်းရွှေဟာအရေးကြီးတဲ့အခန်းကဏ္ဍကနေပြီးတော့ပါဝင်တယ်။ဗုဒ္ဓရုပ်ပွားတော်တွေဆိုလို့ရှိရင်လည်းရွှေစင်တွေနဲ့ထူလုပ်ကြတယ်၊သုံးလုပ်ကြတယ်၊လူဒန်းပူဇော်ကြတာကိုတွေ့ရတယ်။ဘုရင်တွေရဲ့မင်းခမ်းမင်းသားအဆောက်အအုံတွေအတုံးအဆောင်တွေဟာဆိုလို့ရှိရင်လေရွှေစင်နေနဲ့သာထူလုပ်ပြီးတော့အသုံးပြုကြတာကိုလည်းတွေ့ရတယ်။ပြီးတော့သူတို့ရဲ့နန်းတော်တွေဆိုလို့ရှိရင်လေနန်းတော်တိုင်းတွေပါပဲဖြစ်ဖြစ်အလင်းတွေမှာပဲဖြစ်ဖြစ်ရွှေသားတွေနဲ့ထူလုပ်ပြုလုပ်ကြတာကိုတွေ့ရတယ်။ decoration အနေနဲ့လည်းရွှေကိုတွင်တွင်ကျကျအသုံးပြုခဲ့ကြတာကိုတွေ့ရပါတယ်။အိန္ဒိယအမျိုးသမီးတွေဟာဆိုလို့ရှိရင်လေရွှေကိုအထူးဝတ်ဆင်ကြတဲ့အတွက်အိန္ဒိယမှာရှိတဲ့အမျိုးသမီးအားလုံးစုစုပေါင်းရွှေတန်ချိန်ပေါင်း24,000လောက်ပိုင်ဆိုင်ကြလိမ့်မယ်24,000လောက်ရှိမယ်လို့ယူဆကြတယ်တွက်ချက်ကြတယ်ပေါ့နော်ရွှေတန်ချိန်ပေါင်း24,000ဆိုတာကကြတော့ကီလိုဂရမ်နဲ့တွက်မယ်ဆိုလို့ရှိရင်
ကီလိုဂရမ်24တန်းလောက်ရှိတယ်ပေါ့နော်24တန်းကီလိုဂရမ်လောက်ရှိတယ်အိန္ဒိယတနိုင်ငံလုံးမှာရှိတဲ့အမျိုးသမီးစုစုပေါင်းရဲ့ရွှေတန်ချိန်တွေပေါ့နော်ဒီတန်ချိန်တွေဟာ9နိုင်ငံကျော်စာလောက်မှာရှိတဲ့ရွှေတန်ချိန်စုစုပေါင်းနဲ့ညီမျှတယ်အိန္ဒိယကလူဦးရေလည်းများတယ်ဟိုရှေးရခင်ကလေးကလည်းရွှေကိုအဓိကထားပြီးတော့အမြတ်တနူးနဲ့အစင်လာတစ်ခုအနေနဲ့ရိုးရာတစ်ခုအနေနဲ့ရွှေကိုအဓိကသုံးစွဲခဲ့တဲ့အတွက်ယခုအချိန်မှာလည်းအရန်ကိုများပြားပြီးတော့မြို့သမီးတွေမှာဆိုရင်ပိုင်ဆိုင်မှုတွေပိုပြီးများပြားနေတာကိုတွေ့ရပါတယ်ရွှေဟာအလှပအစင်တစားအတွက်သာမကလူသားတွေအတွက်လည်းများစွာပေါ့နော်အကျိုးပြုတာကိုတွေ့ရပါတယ်အမျိုးသမီးတွေဆိုလို့ရှိရင် skin care product တွေကိုရွှေစတွေရွှေမုံလေးတွေရွှေတွေနဲ့ထည့်သွင်းပြီးတော့ဖော်ဆက်အသုံးပြုကြတာကိုတွေ့ရတယ်ရွှေနဲ့မျက်နှာပေါင်းတင်တာတွေရွှေပါဝင်တဲ့ပစ္စည်းတွေနဲ့ပေါ့နော်အသားရည်တင်းရင်အောင်လုပ်တာတွေအသားအယောင်တောက်ပအောင်လုပ်တာမျိုးတွေမှာအဓိကအသုံးပြုကြတယ်နောက်ထပ်အရေးပြားယောဂါတွေကုသတဲ့နေရာမှာလည်းရွှေကိုထည့်သွင်းဖော်ဆက်ပြီးတော့ဆေးဖော်ရတာမျိုးတွေရှိတယ်။ဟိုရှေးခေတ်ကလေးကအီဂျစ်လူမျိုးတွေဟာဆိုလို့ရှိရင်ရွှေသွားတွေကိုတက်ဆင်အသုံးပြုခဲ့ကြတာအခုချိန်အထိရွှေသွားတွေကိုအခုချိန်အထိလည်းတက်ဆင်နေတုန်းပဲဖြစ်တယ်။နောက်ထပ်ကင်ဆာဆဲတွေကိုကုသတဲ့နေရာမှာကင်ဆာ treatment အနေနဲ့လည်းအခုရွှေကိုလည်းအသုံးပြုနေကြပြီဖြစ်ပါတယ်။တချို့ခွဲစိတ်ကန်တုံကိရိယာတွေ appliance တွေမှာဆိုလို့ရှိရင်လည်းရွှေနဲ့ထုလုပ်ပြီးရွှေနဲ့ဆောင်ရွက်ထားတာကိုတွေ့ရတာရှိတယ်ရွှေအစိပ်ပိုင်းလေးတွေထည့်သွင်းပြီးတော့ထူလေးတွေပေါ့နော်ဒီခွဲစိတ်ခန်းသုံးကိရိယာလေးတွေကိုပြုလုပ်ထားကြတာကိုလည်းတွေ့ရမှာပဲဖြစ်ပါတယ်electronic ပစ္စည်းတွေမှာဆိုလို့ရှိရင်လည်းဒီအထည်တွေက microchip လိုမျိုး circuit ပြားလေးတွေမှာရွှေဟာကောင်းမွန်စွာလျှက်စစ်ပလန်အနေနဲ့အသုံးပြုနိုင်တဲ့အတွက်ထည့်သွင်းပြီးအသုံးပြုကြတာကိုတွေ့ရတယ်။ဖုန်းတွေကွန်ပျူတာတွေ microchip လိုမျိုးပေါ့နော်အဲ့လိုဟာလေးတွေမှာထည့်ပြီးတော့ electronic device တွေမှာရွှေကိုထည့်သွင်းပြီးတော့အသုံးပြုကြတာကိုတွေ့ရပါတယ်။ Space technology အာကာသယာဉ်တွေတိစောက်တဲ့နေရာမှာဆိုလို့ရှိရင်လည်းရွှေကအကောင်းဆုံး reflection ဖြစ်နိုင်တဲ့အတွက်အပူလည်း reflection ဖြစ်နိုင်တဲ့အတွက် reflective coating အနေနဲ့ဒီအာကာသယာဉ်တွေမှာထည့်သွင်းအသုံးပြုထားတာကိုတွေ့ရပါတယ်အာကာသယာဉ်မှုတွေတက်ရတဲ့မျက်မှန်တွေ helmet တွေမှာလည်းဒီရွှေတွေကိုအဓိကထည့်ပြီးတော့ coating အနေနဲ့ထည့်ပြီးတော့အသုံးပြုထားကြတာကိုတွေ့ရမှာပဲဖြစ်ပါတယ်ရွှေဟာချစ်ချင်းမြတ်တာနဲ့ဂတိကဝတ်တွေကိုလည်းကိုစားပြုတဲ့အရာတစ်ခုအနေနဲ့ရှေးခေတ်နှစ်ထောင်ပေါင်းများစွာကတည်းကဂရိလူမျိုးတွေသူတို့ရဲ့စေဆက်မင်္ဂလာပွဲတွေဒီမင်္ဂလာဆောင်တဲ့အခမ်းအနားတွေမှာရွှေလက်စွပ်တွေပေါ့နော်ရွှေလက်စွပ်တွေကိုဝစ်ဆင်ခဲ့တယ်ရွှေလက်စွပ်တွေကိုအသုံးပြုခဲ့ကြတယ်ဝစ်ဆင်ခဲ့ကြတယ်ရွှေရဲ့အဓိပ္ပာယ်ဟာတာရှည်ခံတဲ့အစမ်းသက်ခံနိုင်တယ်ပေါ့နော်နှစ်ကာလတွေအကြာရှည်သည့်တိုင်အောင်ပြည့်မသွားဘူးဆိုတဲ့အဓိပ္ပာယ်နဲ့ဒီရွှေလက်စွပ်မောင်းကွင်းလေးတွေပေါ့နော်မောင်းကွင်းလေးတွေကိုဒီဂတိကဝတ်တွေကိုကိုစားပြုခြင်းအပြင်ဒီလက်စွပ်ကွင်းလေးတွေကိုလက်စွပ်မောင်းကွင်းလေးတွေကိုအသုံးပြုပြီးတော့ဟိုနှစ်ထောင်ပေါင်းများစွာကလေးကမင်္ဂလာပွဲတွေစစ်ဆက်ပွဲတွေမှာဒီရွှေတပ်တုနဲ့အသုံးပြုခဲ့ကြတာကိုတွေ့ရပါတယ်ရှေးခေတ်အိန္ဒိယကျမ်းဂန်တွေမှာဆိုလို့ရှိရင်လည်းရွှေဟာကြာရှည်ခံတဲ့ရွှေရဲ့သဘောတဘာဝကိုမတည်နိုင်တဲ့ထာဝရဝိညာဉ်နဲ့မကြာခဏနှိုင်းယှဉ်ခဲ့ကြတယ်။သူ့ရဲ့ dressing တွေဟာခဏရည်ရှိတယ်။အဲ့ဒီအတွက်ကြောင့်မလို့မျိုးဆက်တွေကိုလက်ဆင့်ကမ်းအမွေအဖြစ်ပေးဖို့ရအတွက်လည်းရွှေကိုပဲရွေးချယ်အသုံးပြုပြီးတော့စုဆောင်းလက်ဆင့်ကမ်းကြတာကိုလည်းတွေ့ရပါတယ်။ရွှေသတ္တုဟာမယုံနိုင်လောက်အောင်ပျော်ပြောင်းတဲ့အတွက်နိုင်ငံမှာဆိုလို့ရှိရင်လည်းရွှေကိုပုံစံအမျိုးမျိုးနဲ့ဝစ်ဆင်ကြတယ်ထူလုပ်ပြီးတော့ဝစ်ဆင်ကြတယ်ရှေးခေတ်ကလေးကမြန်မာလူမျိုးတွေဆိုလို့ရှိရင်ကိုလှပတင့်တယ်တဲ့ဒေါင်းပရက်လေးတွေပြုလုပ်ခဲ့ကြတယ်ပြီးတော့မြန်မာနိုင်ငံအလဲပိုင်းမန္တလေးမြို့မှာဆိုလို့ရှိရင်လည်းရွှေချီချင်းလေးတွေနဲ့အမျိုးသမီးလေးတွေကဝစ်ဆင်ပြီးတော့အသုံးပြုခဲ့ကြတယ်ဒေသဆိုင်ရာမတူညီတဲ့ထူလုပ်ပုံလေးတွေနဲ့ဝစ်ဆင်ခဲ့ကြတာကိုတွေ့ရတယ်။အဲ့လိုမျိုးပဲအိန္ဒိယမှာဆိုလို့ရှိရင်လည်းအိန္ဒိယတောင်ပိုင်းမှာဆိုလို့ရှိရင်ရွှေကိုပုံစံမျိုးစုံနဲ့သူတို့ရဲ့ဒေတာဆိုင်ရာထူလုပ်ပြီးတော့ဝစ်ဆင်ခဲ့ကြတာကိုတွေ့ရတယ်။ဝန်ပိုင်းအမျိုးသားတွေဆိုလို့ရှိရင်ရွှေချင်းကျိုးပေါ့နော်ရွှေကိုဆွဲကျိုးကိုချင်းကျိုးလေးတကျိုးတဲ့စာနဲ့တင်းတင်းတက်တက်ဝစ်ဆင်ကြသလိုမျိုးသမီးတွေဆိုလို့ရှိရင်လည်းတံပယ်ပုံစံပေါ့နော်သူတို့ရဲ့လက်ဝတ်ရဲ့နာဆိုလို့ရှိရင်တံပယ်ပုံစံဆက်လိုက်လေးတွေပရက်လေးတွေဟာအရန်ကိုထင်ရှားတဲ့
လက်ဝတ်ရတနာလေးဖြစ်ပါတယ်ရွှေဟာချိန်ကာလကြာတဲ့အချိန်မှာတကယ်လို့အယောင်လေးပြတ်သွားတယ်အယောင်လေးနည်းနည်းလွင့်သွားတယ်ဆိုရင်လည်းပြန်ပြီးတော့အယောင်တင်ရတာလွယ်တယ်ပြုပြင်ထိမ့်သိမ်းရတာလည်းလွယ်ကူတဲ့အတွက်ကြာရှည်ခံတဲ့ပစ္စည်းတစ်ခုလည်းဖြစ်ပါတယ်ရွှေလက်ဝတ်ရတနာတွေဟာအကွဲတာတွေပိတ်သွားတာလေးတွေပေါ့နော်အကွဲတာတွေဖြစ်လို့ရှိရင်လည်းအလွယ်တကူပြုပြင်ရတာလွယ်တယ်ကြာရှည်ခံတဲ့ပစ္စည်းလေးတစ်ခုလည်းဖြစ်တယ်ပေါ့နော်ဒါကြောင့်မလို့ဂျာတိမရွေးလဲဝတ်လို့ရတယ်ဒါကြောင့်မလို့ရွှေဟာဟိုးရှေးခေတ်ပေါ့နော်နှစ်ပေါင်း2000ပေါင်းများစွာနေစပြီးတော့အခုချိန်ထိရွှေကိုပဲအဓိကအစဉ်အဆက်လူသားတွေဟာအသုံးပြုနေခဲ့ကြတာကိုလည်းတွေ့ရတယ်လူသားတွေအတွက်လည်းအများကြီးအထောက်အကူပြုပြီးတော့အကျိုးပြုခဲ့တဲ့ dressing တစ်ခုဖြစ်တာကိုလည်းတွေ့ရတယ်။ကမ္ဘာမြေကြီးအတွက်လည်းရွှေတွေဟာအခုချိန်ထိပေါ့နော်လူတလောက်ထွက်ရှိနေတာပဲဖြစ်ပါတယ်။အခုဒီဗီဒီယိုလေးကတော့ဒီလူသားတွေအတွက်ရွှေရဘလို့အကျိုးပြုတယ်လဲလူတွေဟာရွှေနဲ့ပတ်သက်ပြီးတော့ဘလို့မျိုးအယုံကြည်တွေရှိကြတယ်လဲယုံကြည်ကြတယ်လဲဆိုတဲ့အကြောင်းအရာလေးတွေကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ရှင်အခုလိုမျိုးအကြောင်းအရာလေးတွေကိုတင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်လင်းလင်းရဲ့ channel လေးကိုလည်းစောင့်ကြည့်ပြီးဖို့မမေ့နဲ့အောင်နော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်မင်္ဂလာရှိသောနေ့ရက်လေးဖြစ်ပါစေ